အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ကျွန်တော်အနေနဲ့ဒီ desktop မှာ Binance ကိုကျွန်တော်တို့ trade ချင်တဲ့ pair တွေပေါ့ဥပမာ BTC တွေ Ethereum တွေကိုဘယ်လိုမျိုးရွေးလဲမိမိ trade ချင်တဲ့ pair တွေကိုဘယ်လိုရှာလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမယ်ကျွန်တော်တို့ Binance desktop software တွေဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီဘက်မှာမြင်ရတဲ့ဥစ္စာလေးတစ်ခုရှိတယ်ဒီမှာ market ပေါ့နော်ဒီ market ဆိုတာကျွန်တော်တို့ဈေးတွေ buy crypto ဆိုတာတော့ကျွန်တော်တို့ crypto တွေဝယ်မယ် P2P တွေနဲ့ဝယ်တာတွေနောက်ပိုင်းကျွန်တော်ပြောပြပေးမယ်ဒီ trade ဆိုတဲ့နေရာလေးကိုတစ်ချက်ထောက် trade ဆိုတဲ့နေရာလေးကိုထောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီပေါ်မှာ search ဆိုတဲ့ဘားလေးရှိတယ်အဲ့နေရာလေးကိုကျွန်တော်တို့တစ်ချက်ထောက်လိုက်ရင်ဒီမှာကျွန်တော်တို့စုံရှိပါတယ် BTC လား Ethereum လား Solana လား XRP လားဒါကျွန်တော်ကဒီမှာသူကပြောထားတယ် popular ဖြစ်နေတဲ့ဥစ္စာတွေကိုရွေးထားတာအဲ့တော့အောက်မှာထပ်ပြီးတော့ကြည့်ချင်တယ်ဆိုဒီမှာ model ကိုတစ်ချက်နှိပ်လိုက်အောက်မှာအများကြီးရှိတယ်ပေါ့နော်အဲ့မှာအခုကျွန်တော်ကရွေးထားတဲ့ဥစ္စာကကျွန်တော်ဒီမှာ BTC ကိုရွေးထားတယ်ကျွန်တော် BTC ကိုမကြိုက်ဘူးကျွန်တော်အနေနဲ့ကျွန်တော် Ethereum trade ချင်တယ်ဆိုရင် Ethereum ပေါ်တစ်ချက်နှိပ်ပြီးလိုက်အဲ့ဆိုရင်ဒီ chat ဒီကျွန်တော်တို့ Ethereum chat ပုံစံပြောင်းသွားပါပြီเนาะကျွန်တော်တို့ i ပုံစံအတိုင်းပဲကျွန်တော်တို့ chat တွေကိုဒီအောက်မှာရွေးလို့ရတယ်ကျွန်တော်တို့ဒီဘက်မှာဘယ်ပုံစံသွားခြင်းလဲကျွန်တော်တို့ trade ချင်တဲ့ဥစ္စာတွေကိုရွေးလို့ရပါတယ်သိချင်တာရှိလို့ရှိရင် comment မှာမေးခဲ့လို့ရတယ်အဆင်မပြေတာရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်